နိုင်ငံတော်တည်ငြိမ်ရေးနဲ့နယ်မြေအေးချမ်းသာယာရေးတို့အတွက်ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်ဒေသတဝိုက်လုံခြုံရေးတာဝန်များကိုထမ်းဆောင်ပြီးပြန်လည်ရောက်ရှိလာတဲ့ရှေ့တန်းပြန်နိုင်ငံသားကောင်တပ်မတော်သားများအားဂုဏ်ပြုကြိုဆိုခြင်းကိုဒီကနေ့နေ့လယ်ပိုင်းကရှမ်းပြည်နယ်ရှေ့ပိုင်းမိုင်းဆက်မြို့ရှိနယ်မြေကန်တပ်ရင်းမှာပြုလုပ်ရာတရိကန်ဒေသတိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ်ကျော်နိုင်စိုးနဲ့တာဝန်ရှိသူများရာရှိစစ်သည်မိသားစုဝင်များမြန်မာနိုင်ငံစစ်မှုထမ်းအဖွဲ့ဝင်များဌာနဆိုင်ရာတာဝန်ရှိသူများဒေသခံတိုင်းရင်းသားပြည်သူများပါဝင်တက်ရောက်ဂုဏ်ပြုကြိုဆိုကြပါတယ်တိုင်းဒေသကြီးနဲ့ပြည်내တည်တည်ရှိတိုင်းရင်းသားပြည်သူများစိတ်အေးချမ်းသာစွာနေထိုင်လောက်ကင်စားတောက်နိုင်ရေးနဲ့အသက်အိုးအိမ်စည်းစိမ်ဥစ္စာလုံခြုံမှုရှိစေရေးနိုင်ငံတော်တည်ငြိမ်ရေးနယ်မြေအေးချမ်းရေးအတွက်ရှေ့တန်းစစ်မျက်နှာများမှာစစ်စင်ရေးတာဝန်များကိုနေမအားညမနာစွမ်းစွမ်းတမန်တာဝန်ထမ်းဆောင်ခဲ့တဲ့ရှေ့တန်းပြန်တပ်မတော်သားများကိုတာဝန်ရှိသူများနဲ့တယောက်လာကြသူများကအောက်တပြေကပ်များနဲ့၎င်းအိုးစီတို့ပဲအတီးအမှုတ်အကခုံများနဲ့၎င်းဝမ်းမြောက်စွာတောင်းတောင်းဖြားဖြားကြိုးဆိုဂုဏ်ပြုခဲ့ကြပြီးဒုတိယတိုင်းမှူးကအမှားစကားပြောကြကအောင်ပွဲရရှေ့တန်းပြန်တပ်မတော်သားများအတွက်ဂုဏ်ပြုချင်းမြင့်ဝင်များကိုပေးရပါတယ်နောက်ဒုတိယတိုင်းမှူးနဲ့တာဝန်ရှိသူများကအောင်ပွဲရရှေ့တန်းပြန်တပ်မတော်သားများနဲ့အတူဂုဏ်ပြုနေ့လည်စာကိုအတူတကွသုံးဆောင်ခဲ့ကြတယ်လို့သတင်းရရှိပါရရှင်